皆さん、こんにちは。Lamb Japanese with メガネビデオပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ကတော့ M5 ရဲ့အခန်းလေးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဒါလေးကကြာမှာတော့အချိန်ကာလရဲ့ပြတဲ့စကားလုံးလေးပေါ့နော်။အဲ့တော့ဒီခန်းမှာဆိုရင်ကြီးဆိုတာနာရီပွန်းနေဖုန်းနေဆိုတာကြာမှာ minute တွေပေါ့နော်။အဲ့တော့ဒီမှာဆိုရင်259ဆိုရင်တော့ဒါပုံမှန်တိုင်းဖုန်းပေါ့နော်။16810ဆိုရင်တော့ပွန်းနဲ့အတန်ထွက်မယ်။အဲ့တော့ဒါလေးကကြာမှာခိုတိုးပါမှာကြက်ထားမိသားလေးပေါ့နော်ခိုတိုးပါလေးကိုအရင်ကြက်ပေါ့နော်ဒီခန်းကိုမလေးလာခင်မှာခိုတိုးပါအရင်ကြက်မယ်အဲ့တော့ဒီမှာနိုင်လေးပြန်ထည့်ပေးထားနော်တနိုင်1 2 3 4 5 6 9 10ပေါ့နော်အဲ့တော့နိုင်လေးတွေပြီးတော့မတို့ဒီဟာအဲ့တော့ဒီခန်းမှာမတို့အတိကစပြီးတင်ရမှာဗာလဲဆိုတော့ vet တွေပါလာပြီပေါ့နော် vet တွေပါလာပြီဆိုတော့သူက vet ကိုအရင်ဆုံးစတင်ရမယ်အဲ့တော့ဒီမှာဆိုရင်မတို့ vet က mass found ရှိမယ် master ရှိမယ် master ရှိမယ် master dash ဆိုပြီးရှိမယ်အဲ့တော့ဒါတွေကဘာလဲဆိုတော့ mass form ဆိုရင်တော့မှာတော့ present ပေါ့နော်အခုပြစ္ဆုတ်ပံကာလဒီလက်ရှိကာလကိုဖော်ပြရဆိုရင် mass နဲ့သုံးမယ် mass ကကြတော့ဘာလဲဆိုတော့မှာတော့အငင်းပေါ့နော်တခုခုကိုမလုပ်ချင်ဘူးမစားချင်ဘူးမတောက်ချင်ဘူးငင်းမယ်ဆိုရင် mass နဲ့သုံးမယ်အဲ့တော့ master ကဘာလဲဆိုတော့အတိတ် form ပေါ့နော် past tense ကိုပြောတာအဲ့တော့တခုခုကိုလုပ်ခဲ့တယ်တွားခဲ့တယ်စားခဲ့တယ်လာခဲ့တယ်ဆိုရင် master ကိုသုံးမယ် master dash ကကြတော့ဘာလဲဆိုတော့မှာအတိတ်ကိုအငင်းရောက်ပါမယ်ပေါ့နော်အဲ့တော့မနေ့ကဘယ်ကိုမတွားခဲ့ဘူးမနေ့ကဘာကိုမစားခဲ့ဘူးအဲ့တော့ဒီ master dash ဆိုတာအတိတ်ကိုအငင်းရောက်ပါတယ်အတိတ် form အတိတ်အငင်း form ပေါ့နော်အဲ့ဒီမှာဆက်မှာတော့ XML လေးနဲ့ဖတ်ကြည့်အောင်နော်အဲ့တော့ present tense ကိုမှအရင်ဆုံးစနေပေါ့နော်အဲ့တော့ okimas ဆိုရင်အဲ့ရထားသည်အဲ့တော့မထားဘူးလို့မှပြောတင်တယ်ဆိုရင် okimas เนาะအဲ့တော့ဒါ present tense ပေါ့နော်အဲ့တော့အခုလက်ရှိကာလမှာပြစ္ဆုတ်ပံကာလကိုပြောနေတာ okimas ကအဲ့ရထားတယ် okimas ဆိုရင်တော့မထားဘူးအဲ့တော့အတိတ်ကိုမှတော့သွားကြည့်အောင် okimaster ဆိုရင်အဲ့ရထားခဲ့တယ်เนาะအဲ့တော့ master ဆိုရင်မှတော့အတိတ် form ဆိုတာသိရမယ်အဲ့တော့ okimasan dash ဆိုရင်တော့မထခဲ့ဘူးเนาะအဲ့ရမထခဲ့ဘူးအဲ့တော့ဒီမှာဆိုရင်တော့အတိတ်ကိုအငင်းရောက်ပါတယ် form ဆိုတာသိရမယ် masan dash ပေါ့เนาะအဲ့တော့မတို့ example လေးနဲ့မှတ်ကြည့်အောင်အဲ့တော့ ray ichi watashi wa mai asa bankyo shimasu ကျွန်တော်ကမနက်တိုင်းစားလိလာတယ်အဲ့တော့ mai asa ကမတို့ပုံမှန်သူမနက်တိုင်းလုပ်တယ်အဲ့တော့ပြောရမယ်ဆိုရင်နေ့စဉ်နေ့တိုင်းဖြစ်နေတဲ့သူရဲ့နေ့စဉ်နေ့တိုင်းဖြစ်နေတဲ့အလေးထားပေါ့နော်ပြောရမယ်ဆိုရင်ဒါကိုနေ့တိုင်းလုပ်နေရဆိုတော့သူကပြောမယ်ဆိုရင်မတို့ present tense နဲ့ပဲသုံးပါပေါ့နော်ပြစ္ဆုတ်ပံကာလမှာသူကအမြဲတမ်းလုပ်နေအဲ့တော့ဒါကို bankyo shimasu နဲ့ပဲသုံးမယ်ပေါ့နော် mai asa ကျွန်တော်ကနေ့တိုင်းစားလုပ်တယ်နံပါတ်1 ashta rokuji ni okimasu ashta ဆိုလည်းမတော့မလာသေးတဲ့ကာလပေါ့နော်မလက်ဖြန်အဲ့တော့ပြစ္ဆုတ်ပံကာลမှာရောက်နေတဲ့ဟာဆိုလည်းမတို့က present tense form နဲ့သုံးလို့ရတယ်ပေါ့နော်အတိတ် form ကိုသုံးစရာမလိုဘူးနော် ashta rokuji ni okimasu ဆိုရင်မလက်ဖြန်6နာရီမှာအိပ်ရထားမယ်အဲ့တော့ rokuji ဆိုတဲ့အချိန်ရဲ့နောက်မှာဆိုရင်မတို့ particle မျိုးကိုသုံးမယ်နော်6နာရီမှာအိပ်ရထားမယ်အဲ့တော့ san kesa rokuji ni okimasu အဲ့တော့ဒီမှာဆိုရင်တော့ okimasu ကိုဘာလို့သုံးထားရလဲအဲ့တော့ဒီမှာဆိုရင်မတို့ kesa ဆိုတာဒီမနက်အဲ့တော့ပြီးခဲ့တဲ့အချိန်ကာလကိုဖော်ပြနေတာပေါ့နော်ထားလိုက်ပါတော့အခုပြောတဲ့အချိန်မှာတော့နေ့လည်ဖြစ်ဖြစ်ညနေဖြစ်ဖြစ်ရောက်နေပြီဒီမနက်ငါတော့ဘယ်နှစ်နာရီမှာထခဲ့ရဲဆိုပြီးပြောတဲ့အခါမှာအတိတ်ကိုသူကရင်းညွှန်းလိုက်တာပေါ့နော်ဒီမနက်ဆိုတာအတိတ်မှာကြံခဲ့ပြီဖြစ်တဲ့အတွက်ခဲဆာကိုသူက master နဲ့တွဲသုံးထားတယ်အတိတ် form နဲ့တုံးလိုက်တာပေါ့နော်အဲ့တော့ခဲဆာ rokuji ni oki master ဒီမနက်6နာရီမှာအေးရထားခဲ့ပါတယ်အဲ့တော့နံပါတ်4 kino bankyo shimashita ခါအဲ့တော့မနေ့ကစာလေးလာခဲ့လားအဲ့တော့မနေ့ကကိစ္စကိုပြောတာဆိုတော့မနေ့ကပြီးသွားပြီပေါ့နော်ပြီးသွားတဲ့ကိစ္စကိုပြောနေတာဖြစ်တဲ့အတွက်သူကအတိတ် form နဲ့တုံးထားတယ်နော် kino bankyo shimashita ခါမနေ့ကစာလေးလာခဲ့လားနော်မနေ့ကစာလေးလာခဲ့လားဆိုတော့ master ခါနဲ့မေးတယ်အဲ့တော့ကိုကလောက်ခဲ့ဆိုရင် hi bankyo shimashita ဟုတ်စာလေးလာခဲ့ပါတယ်နော်အဲ့တော့ master နဲ့ပဲပြန်ပြရမယ်ပေါ့နော်မနေ့ကအကြောင်းပြောနေတာဖြစ်တဲ့အတွက်ဒီလိုကိုကမလောက်ခဲ့ဘူးဆိုပြီးပြောချင်တယ်ဆိုရင်အတိတ်လဲပါရမယ်အငင်းလဲပါရမယ်ဆိုတော့မတို့ဘာသုံးလဲဆိုရင် percentage တောင်သုံးမယ် e ရဲ့ bankyo shimashita စာမလေးလာခဲ့ပါဘူးမနေ့ကစာမလောက်ခဲ့ပါဘူးလို့ပြန်ဖြေရပါတော့အဲ့တော့နံပါတ်5毎朝何時に起きますかအဲ့တော့毎朝ပါရဲဆိုတော့မှာတော့ present tense နဲ့သုံးရုံပဲပေါ့နော်နေ့တိုင်းမနက်တိုင်းနေ့တိုင်းလုပ်နေဖြစ်တဲ့ဟာကိုပြောမှာပေါ့နော်အဲ့တော့မနက်တိုင်းမနက်တိုင်းမှာအဲ့ရထားလေအဲ့တော့ rokuji ni okimasu 6နာရီမှာထားပါတယ်နော်6နာရီမှာထားပါတယ်အဲ့တော့ပထမဆုံးသင်ရတဲ့ဟာကဒါလေးပေါ့နော်အဲ့တော့မှာတော့ present tense ရှိမယ် past tense ရှိမယ် past tense ဆိုရင်တော့သူကသိရမယ် master ဆိုရင်အတိတ်ကိုပြောတယ် master dash ဆိုရင်အတိတ်ကိုညင်းတယ်အဲ့တော့ပုံမှန်တိုင်းဆိုရင်တော့ mass ပေါ့ပုံမှန်တိုင်းကိုမှတော့ညင်းနေတယ်ဆိုရင်mass နဲ့သုံးမယ်ပေါ့နော်အဲ့တော့နံပါတ်2ကကြတော့ဗာလဲဆိုမှတော့အချိန်အဲ့တော့နောက်တစ်ခုခုအချိန်ကိုပေါ်ပြရင်နောက်တစ်ခုခုရဲ့နောက်မှာဆိုရင် particle ကနှိလိုက်မယ်ပေါ့နော်အဲ့နောက်မှာတော့လုံးမဲ့ဘက်ကိုလုံးမဲ့ဘက်ကိုတော့နောက်ဆုံးမှရေးမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင် ray ichi
Rokuji Hani Okimas, China Yiquema, Ayatame, China Yiquea, a chain bit at the Nama Particle New Tonare, or Namani. Shijiga so there, no? See the Shijiga so Fusuga, no? Sujita so Fusuga need a Niho e Kimasta, or Dimasa Tuga, Nayanis and Mara Fusuga Lupame, no? Konala by Nayanima, Japangu Lakebari, or Dimasa Tuga, Pita Galibona, a day found your. Tuga any a yetonga, Japangu Lake, no, or a pitoage a day gupioni updated, master out of high. Konala by Nayaniga, Japangu Lake body. Erdima say Mara, Alma Popia had a tiny Nina Dreamadoya. Nina Dredonaya, Pia, Dongless or Dima Tita Hibono, Sana Eque, Konana Eque, Lotita Etini, Dima, Deitita Popia has a Mar Nina Donglai. Or Nina Dressiam Lure Harika, Pariles or the eye Tinebono. Taza Kuduba Mabamebono. Kino Maniga Ashta Manapia Asate Tabaka Ududoi Demianiga Kesa Dimana Comban Dinya Ima no Aku Mai Asaru Mai Banu Mai Nichi Manatai Nidai or Yarai Sanshu Bigre about Konshu Diba Raishu Lameba Isu Berono Sangas Bigela Kongas Dila Raigas Lamela Kudushi Dine no Raina Lamene Kiona Bigger Nidiဒီလိုအချိန်ကာလတွေကိုဖော်ပြရတာကိုသုံးမယ်ဆိုရင်မှာ raw particle နည်းကိုတွဲသုံးစရာမလိုဘူးပေါ့နော်ဒီတိုင်းသုံးလို့ရတယ်အဲ့တော့ ray အချီကိုကြည့်အောင် kino တဲ့ Bankyoshi master မနေ့ကစာလေးလာခဲ့အဲ့တော့ဒီမှာဆိုရင် kino ဆိုရင်တော့မှာ particle နည်းသုံးစရာမလိုနော်မနေ့ကစာလုပ်ခဲ့တယ်အဲ့လိုဆိုရင်ရပြီနော်ဘာမှထည့်စရာမလို particle က Bankyoshi master အဲ့တော့မနေ့ကအကြောင်းပြောတာဖြစ်တဲ့အတွက် master ဆိုတဲ့အတိတ်ဖောင်သုံးထားတယ်အဲ့တော့နံပါတ်1 Nichiyobi ni နာရအိကိမတ်အဲ့တော့ Nichiyobi ကကြတော့ဘာလဲဆိုတော့တင်းငွေနေ့တင်းငွေနေ့မှာနာရကိုသွားမယ်နော်နာရရဲ့အခီမဆိုတာနာရကိုသွားမယ်အဲ့တော့ဒီမှာဆိုရင်မှတော့ဘာလုပ်မှာလဲဆိုရင်ဒီချီရောပြီးကကြတော့တင်းငွေနေ့အဲ့လိုမျိုးရောပြီးရဲ့နောက်မှာတော့ဒီကထည့်လဲရတယ်မထည့်လဲရတယ်နော်ဒီချီရောပြီးနာရရဲ့အခီမဆိုရင်လည်းမှန်တယ်တင်းငွေနေ့မှာနာရကိုသွားမယ်အဲ့တော့မှန်တယ်ပေါ့နော်သူကရောပြီးတွေအဆတို့ဟီတို့ဘန်တို့နောက်မှာတော့ဒီကထည့်လဲရတယ်မထည့်လဲရတယ်ပေါ့နော်ဒီ star ပြတိုင်းဟာလေးတော့သိချမှတ်ထားမယ်ပေါ့နော်အဲ့တော့ရောပြီးတွေအဆဟီတို့ဘန်ရဲ့နောက်မှာဒီကထည့်လဲရတယ်မထည့်လဲရတယ်အဲ့တော့နောက်တစ်ခုကြည့်မယ်နံပါတ်3ကကြတော့ခါရမတွေရဲ့အသုံးပေါ့နော်အဲ့တော့ noun 1ခါရ noun 2မတယ်ဆို noun 1ကနေ noun 2အထိဆိုတဲ့အဓိပ္ပာယ်အဲ့တော့ခါရကစတဲ့အမှတ်ဖြစ်ပြီးတော့မတယ်ကကြတော့ဆုံးတဲ့အမှတ်ဖြစ်ပဲပေါ့နော်အဲ့တော့ example လေးနဲ့မှတော့တွဲကြည့်အောင် ichi ခုကြည့်ခါရဂေါကြီးမတဲ့ Bankyoshi mas အဲ့တော့9နာရီမှ9နာရီအထိ Bankyoshi mas ဆိုတာစာလုပ်နေနော်အဲ့လိုပြောတာနံပါတ်2 Osaka ခါရ Tokyo မှတဲ့ Sanjikan Kakarimas Osaka မှ Tokyo အထိနော်အဲ့တော့ခါရမှတယ်ဆိုမှအထိ Sanjikan Kakarimas ဆို3နာရီကြာပါမယ်ဒါသွားတဲ့အချိန်ပေါ့နော်အဲ့တော့နံပါတ်3ခုကြည့်ခါရ Hadarakimas 9နာရီကစပြီးတော့ Hadarakimas ဆိုအလုပ်လုပ်မယ်အဲ့တော့ဒီမှာဆိုရင်ခါရဆိုပြီးတော့မှတစ်လုံးနဲ့သုံးလိုက်ရတယ်မတဲ့နောက်မှာမပါလဲရတယ်ပေါ့နော်ဒီကနေစတယ်ခုကြည့်ခါရ Hadarakimas 9နာရီမှစပြီးအလုပ်လုပ်ပါမယ်နံပါတ်4Ginko wa kuji kara sanji made desu ဘန်က9နာရီမှ3နာရီအထိဖြစ်ပါတယ်ဒါဖွင့်တဲ့အချိန်ကိုပြောတာပေါ့နော်9နာရီမှ3နာရီအထိဖြစ်ပါတယ်နံပါတ်5 Hiru Yasumi wa Junichi kara desu နေ့လည်နားတဲ့အချိန်က12နာရီမှစပါတယ်12နာရီမှဖြစ်ပါတယ်ပေါ့နော်အဲ့တော့မတို့ခါလာကိုတစ်လုံးနဲ့သုံးလိုက်ရတယ်နောက်ကမတယ်မသုံးလိုက်ရတယ်ပေါ့နော်အဲ့တော့ပြန်ပြောမယ်ဆိုရင်နံပါတ်3 grammar က noun 1ခါရ noun 2မတယ် noun 1ကနေပြီးတော့ noun 2အထိခါရကစတဲ့အမှတ်ဖြစ်ပြီးတော့မတယ်ကဆုံးတဲ့အမှတ်ဖြစ်တယ်အဲ့တော့ဘယ်နှနာရီကစတယ်ဘယ်နှနာရီမှဆုံးမယ်အဲ့လိုမျိုးမှတော့ပြောချင်တယ်ဆိုရင်ဒီ pattern လေးကိုသုံးမယ်ပေါ့နော် noun 1ခါရ noun 2မတယ်နံပါတ်4ကကြတော့ဗာလဲဆိုတော့သူ့ရဲ့အသုံးပေါ့နော်သူ့ဆိုတာကနှင်းဆိုတဲ့အဓိပ္ပာယ်ရတယ်အဲ့တော့ noun တစ်ခုမှာတော့ဆက်ချင်တယ်ပေါ့နော် noun 1နဲ့ noun 2ဆိုပြီးပြောချင်ရင်သူ့ကိုသုံးမယ်ပေါ့နော်အဲ့တော့ ray ကိုကြည့်အောင် Ginko no Yasumi wa ဘန်ရဲ့ပိတ်ရဲ့ဘန်ရဲ့နာရက်ကဒိုရောပြီးတို့နီချီရောပြီးတဲ့စနေနှစ်တနင်္ဂနွေဖြစ်ပါတယ်အဲ့တော့နှစ်ခုကိုမှတော့ဆက်ထားပါတော့နှစ်ဆိုတဲ့တင်မျိုးသုံးနေနော်သူ့ကိုသုံးထားတယ်စနေနှစ်တနင်္ဂနွေဖြစ်ပါတယ်အဲ့တော့အခန်းလေးကဒီဟာပဲပေါ့နော်အဲ့တော့မတို့ကအခန်းလေးမှာ verb တွေကိုစပြီးတော့သင်ရတာဖြစ်တဲ့အတွက် verb တွေကိုမတို့သိချကြည့်မယ်ပေါ့နော် verb မှာဆိုရင် past tense တွေရှိမယ် present tense တွေရှိမယ်အဲ့တော့ past tense အတိတ်ကာလကိုဖော်ပြခြင်းနဲ့ဆိုရင်တော့ master ကိုသုံးမယ်အဲ့တော့အတိတ်ကိုအငင်းနဲ့တွဲခြင်းနဲ့ဆိုရင်တော့မတို့ master tense ကိုသုံးမယ်ပေါ့နော်အဲ့တော့ဒီအခန်းလေးကမတို့သိချပြန်ကြည့်ပေါ့နော်ဒီအခန်းလေးကကြတော့သူကဘာတွေကိုဖော်ပြရလဲဆိုတော့အခန်းလေးကဒီမှာပေါ့နော်အချိန်တွေရည်တဲ့ဟာစပြီးတော့ပါတယ်ပြီးရဲ့အခါကျရင်ဒီမှာverb တွေကိုစပြီးတော့ဖော်ပြရပါတဲ့အတွက်ဒါလေးကိုသိချကြည့်မယ်ပေါ့နော်ပြီးရဲ့အခါကျရင်တော့ဖတ်စာအုပ်ထဲမှာပါတယ်
ဟိုကလေးလိုက်ဖတ်မယ်ပေါ့နော်ဖတ်စာထဲမှာပါတဲ့ဖတ်စာကိုလိုက်ဖတ်မယ် run shoot A run shoot B ကိုတေချာလုပ်ကြည့်မယ်ပေါ့နော်အဲ့တော့ဒါလေးကိုတေချာလေးဖတ်မယ်ပေါ့နော်တေချာလေးဖတ်မယ်အဲ့တော့တစ်ခေါက်နဲ့ကြည့်လို့ကိုကနားမလဲလို့ဆိုရင်မှတော့နှစ်ခေါက်ပြန်ကြည့်ပေါ့နော်နှစ်ခေါက်ပြန်ကြည့်အဲ့တော့တေချာလေးလုပ်မယ်တေချာလေးလုပ်ပြီးတော့အဲ့တော့ခုတုပရောဒီစကားလုံးတွေရောလိုက်ဖတ်တယ်အောင်လုပ်မယ်ပေါ့နော်အဲ့တော့ဒီနေ့ကတော့မှတော့ဒီလောက်ပဲပေါ့နော်အဲ့တော့အခန်းလေးပြီးသွားပြီဆိုတော့အခန်းလေးကနေစပြီးတော့ vet တွေပါလာဖြစ်တဲ့အတွက်တေချာလေးစလုပ်ပါမယ်အခန်း9မှာမတို့ပြန်တွေ့ကြပါမယ် bye bye